online ပေါ်မှာအခုမှစပြီးတော့ဗီဒီယိုတစ်ပုဒ်ဖန်တီးတော့မယ်ဆိုလို့ရှိရင်အရေးကြီးဆုံးအချက်၅ချက်ကိုပြောပြပေးခြင်းပါတယ်အဲ့ဒီအချက်၅ချက်က brother တို့အနေနဲ့ဒါတည်သွားမယ်ဆိုလို့ရှိရင်နောက်ထပ် brother တို့ဖန်တီးတဲ့ဗီဒီယိုကအရန်မိုက်နေမယ်လို့ကျွန်တော်ရေးရိပ်အမှားခံပါတယ်အခုကျွန်တော်ပြောပြတဲ့အကြောင်းအရာကိုစိတ်ဝင်စားလို့ကျွန်တော်ရဲ့ဗီဒီယိုကို click လိုက်ပြီဆိုလို့ရှိရင်တော့သိကြပါတယ်ကျွန်တော်အရန်မိုက်တဲ့ဗီဒီယိုကိုဖန်တီးဖို့အတွက်အရေးကြီးဆုံးအချက်၅ချက်တွေကနံပါတ်1ချက်ကိုပြောပြပေးပါအဲ့ဒါကတော့ဗီဒီယိုတစ်ပုဒ်မှာစနက်တန်လို့ပြောရမယ့်အရာပါအဲ့ဒါကတော့ဘာလဲဆိုတော့ဟုတ်ပါဒါကတော့ကျွန်တော်တို့ရဲ့ view ဟာတွေကို3စက္ကန့်ကနေ5စက္ကန့်လောက်ပြရတဲ့အရာပါအဲ့ဒီအရာလေးကိုကြည့်ပြီးတော့မှလူတွေကကျွန်တော်တို့ရဲ့ဗီဒီယိုကိုအဆုံးထိလိုက်ကြည့်အဲ့ဟုတ်လို့ပြောလိုက်တဲ့အရာမှာလဲဟုတ်တွေကအများကြီးရှိပါတယ်ကျွန်တော်အဲ့အများကြီးကိုအသာထားပြီးတော့အဓိကသိရမယ့်အချက်3ချက်ကိုကျွန်တော်ပြောပြပြီးတော့အဲ့ဒါကတော့ကျွန်တော်တို့ဟုတ်တစ်ခုဖန်တီးတော့မယ်ဆိုလို့ရှိရင်ရှင်းလင်းပြတ်သားရမယ်ရှုပ်ထွေးတဲ့စကားလုံးတွေအသုံးမပြုရဘူးပြီးလို့ရှိရင်အခုလိုအချိန်ဆွဲမနေရအောင်အဲ့ဒါဆိုလို့ရှိရင်တော့ brother တို့ဗီဒီယိုကအရန်မိုက်တဲ့ဟုတ်တစ်ခုဖြစ်လာပါနံပါတ်1သိရမယ့်အချက်ပါအဲ့ဒါကတော့ video quality ဗီဒီယို quality လို့ပြောလိုက်တဲ့နေရာမှာလူတွေတော်တော်များပြင်းမြင်မိကြအရန်ကောင်းတဲ့ကင်မရာတွေ sound system ကောင်းကောင်းတွေအဲ့ဒီအရာတွေကိုပြေးမိကြတကယ်တမ်းတော့အဲ့ဒါတွေကအဓိကမကြပါဘူးကျွန်တော်လိုပဲဖုန်းလေးနဲ့ရိုက်ရင်ပဲအဆင်ပြေပါတယ်ကျွန်တော်အခန်းကနေလာတဲ့ lighting ဒါဆိုရင်ပဲကျွန်တော်တို့ video quality အပြင်အဆင်ပြေတဲ့ quality ကိုပြောရပါဘူးနံပါတ်3သိရမယ့်အချက်ကတော့ content ရဲ့ value content ရဲ့ value ဆိုတာကျွန်တော်တို့ viewer တွေကိုဒီဗီဒီယိုကိုကြည့်လိုက်တဲ့အချိန်မှာဘာတွေကိုအကျိုးရှိလဲပြီးလို့ရှိရင်ဘာတွေကသူတို့အတွက် entertain ဖြစ်လဲအဲ့ဒီအရာတွေကပဲကျွန်တော်တို့ရဲ့ video quality နဲ့ကျွန်တော်တို့ရဲ့ content ကိုအဆုံးဖြတ်ပေးတာပါနောက်ထပ်နံပါတ်4သိရမယ့်အချက်ကတော့ video editing ပါ video editing ကလည်း video တစ်လုံးရဲ့အရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်တာပါပဲကျွန်တော်တို့ရဲ့ editing ကစုပ်ပြတ်တက်ပြီးတော့လူတွေကလုံးဝစိတ်ဝင်စားဖို့မကောင်းဘူးဆိုလို့ရှိရင်စိတ်ဝင်စားတဲ့အရာတွေကိုမပြနိုင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဗီဒီယိုကိုအဆုံးထိကြည့်မှာမဟုတ်ဘူးဗီဒီယိုတစ်ပုဒ်ဖန်တီးဖို့အတွက်အရေးကြီးဆုံးနောက်ဆုံးအချက်ကတော့အဲ့ချက်ကိုမပြောခင်ကျွန်တော်ရဲ့ဗီဒီယိုက brother တို့အတွက်အကျိုးရှိတယ်ဆိုလို့ရှိရင် like လုပ်ပေးခဲ့ကြပါဦးဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့အကြံပြုချင်တာတွေရှိလို့ရှိရင်လည်းအောက်က comment မှာရေးခဲ့ပြီးလို့ရပါတယ်အဲ့ဒါကတော့ကျွန်တော်အခုပြောချင်တဲ့ call to action ဗီဒီယိုတစ်ပုဒ်မှာမရှိမဖြစ်ပါရမယ်နောက်ဆုံးအချက်ပါအခုဒီဗီဒီယိုကကျွန်တော်ရဲ့ day 90 challenge တွေကဒုတိယမြောက်ဗီဒီယိုပါကျွန်တော်ရဲ့ channel လေးက brother တို့အတွက်အကျိုးရှိတယ်ဆိုလို့ရှိရင် subscribe လုပ်ထားပေးခဲ့လို့ရပါတယ်အားလုံးနောက်ဗီဒီယိုမှာပြန်တွေ့ပါ